ပြီးမှဒါโอเคนี่10ပြည့်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာကျွန်တော်တို့ဖုန်းကြောင်းမှာလာပြီးတော့တန့်စင်ရေးပေါ့နော်အမေအတွက်အမေစုအတွက်လာပြီးတော့ကုသိုလ်ရေးလုပ်ပေးတယ်ဒီကုသိုလ်အတွက်အမေစုစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းပြည့်စုံပြီးအချုပ်နှောင်မှအမြန်ဆုံးလွတ်မြောက်နိုင်ပါစေမြန်မာပြည်ကြီးတဲ့အမြန်ဆုံးငြိမ်းချမ်းပါစေတော်ထဲမှာဒီမိုစီတွဲလှုပ်ရှားနေရတဲ့ပြည်သူချစ်တဲ့ခုနှစ်ရက်သမီးခုနှစ်ရက်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းကုန်းသွားကုန်းပေးရေသွားရေပေးလေသွားလေပေးဘေးကင်းရန်ကင်းအန္တရာယ်ကင်းစင်ပြီးလက်နဲ့ခင်မိကြောက်များနဲ့လည်းဘေးကင်းရန်ကင်းအန္တရာယ်ကင်းစင်ပြီးမြန်မာပြည်ဒီမိုကရေစီအမြန်ဆုံးရပါစေလို့ဆုတောင်းပေးပါတယ်ဒီမှာလည်းအမေတော်ဆက်စုကြည်နဲ့10ပြည့်ဝင်းနေမှာအမတ်တရလေးဖြိုးအောင်လို့ဒီမှာလို့ကြပါစေလို့တဲ့ကုသိုလ်တွေအားလုံးနော်ဒီတရားကကြောင်းကြတယ်ဘောလုံးဒီစင်အားလုံးဒီနေ့ဒီနေ့သာသမီးတွေလမ်းနေတဲ့ပုံစံရောမလမ်းနေတဲ့ပုံစံရောမြင်မမြင်အားလုံးဒီဘောမီအော်ဒီဘောဒီအော်ဒီဘောလေးအော်တွင်းပြန်မောင်းလေးမင်းနဲ့ပြမကြပုံဒီဘောနဲ့ကြောက်တော့အပေါ်လို့ဒီကျွန်တော်ရနေပြရတဲ့ကုသိုလ်အားလုံးဒီကျွန်တော်တို့နဲ့သူထပ်တူထမြရကြပါစေနော်အားလုံးနဲ့တာလို့ခေါ်ကြပါစေPari, pari, pari.